မင်္ဂလာပါမျိုးတွေကျွန်တော် like ကလွှင့်လို့မရသေးဘူးပေါ့နော်subscribe အားနည်းနေလို့ပါsubscribe အားနည်းနေတဲ့အတွက်ကျွန်တော် like လွှင့်လို့မရသေးပါဘူးဖြစ်နေပါတယ် short ပဲရ short ကြောက်လည်းအဆင်မပြေဘူးဖြစ်နေရပြန်နော်အဲဒါကြောင့်မို့ကျွန်တော် video file လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်နော် video file လေးလုပ်တဲ့ဖြစ်တော့အရှိကြီးမဖြစ်အောင်တော့ကျွန်တော်အတတ်နိုင်ဆုံးချုပ်ပြီးပြောပြပါမယ်ဒီဘက်တွင်မှာကျွန်တော်တို့လာနိုင်တဲ့အရာလေးတွေပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်တို့အပူရှိတယ်နက်ခတ်ရှိတယ်ပါဝါရှိတယ်ပေါ့နော်သုံးခုစလုံးအားကောင်းတယ်နော်သုံးခုစလုံးအားကောင်းတယ်အဲကောင်းလေးကိုစားတို့နေတယ်ဆော့ခြင်းဆော့လို့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့1.8နဲ့4.6ပေါ့နော်အဲ1.8ထွက်သွားပြီးတော့နေ့ကနေစပြီးကျွန်တော်ဟိုဘက် YouTube channel မှာကျွန်တော် live လွှင့်လို့မရတော့ဘူးပေါ့နော် report မိသွားတယ်ဒါပေမဲ့လို့ကျွန်တော်တို့နောက်ရက်ဒီမှာ live လွှင့်လို့မရဘူးကျွန်တော် Telegram group ကို join ခိုင်းတယ် Telegram group ကို join ခိုင်းတာဘာကြောင့်လဲကျွန်တော်အနီးကပ်တွေရတယ်အနီးကပ်တွေမှန်နေတာဖြစ်တယ်ဖန်မှန်တာတော်တော်များနေတာဖြစ်တဲ့အတွက် join ခိုင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ပုံတကူရဲ့နေ့ကနေစပြီးတော့ကျွန်တော်တို့ဘယ်နှကြိမ်ပေါက်လဲဆို6ကြိမ်မှာကျွန်တော်4ကြိမ်ပေါက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဘာကြီးပေါက်ခွဲလဲ39 main ရပေါက်တယ်32 main ပေါက်တယ်59 main ပေါက်တယ်နောက်ဆုံးပိတ်မှာ35 main ပေါက်တယ်ပေါ့နော်ကျွန်တော်ရဲ့ Telegram group မှာမေးကြည့်လို့လည်းရတယ်လာရောက်ပြီး join လို့လည်းရတယ်ပေါ့နော် group ထဲမှာကျွန်တော်အနီးကပ်နေနဲ့ကျွန်တော်ပေးမယ်ဆိုပြီးတော့ခေါ်ပြီးတော့ကျွန်တော်ပေးတာတွေပေါ့နော်YouTube ကတော့အကောင့်ပြတ်သွားတာဖြစ်တဲ့အကောင့်ကတွင်းလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်ဆက် live မလွှင့်မဲ့ရက်လိုက်ရတာပါဒါကတော့အကောင့်အသစ်ပေါ့နော်ဒီအကောင့်အသစ်လေးကိုလည်းအားလုံးပဲ subscribe လုပ်ပေးကြပါကျွန်တော် YouTube မှာတချင်းဆိုလို့အဆင်မပြေတော့ဘူးပေါ့နော်တချင်းဆိုရင် copyright မိတယ် report ထိတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တချင်းဆိုလို့အဆင်မပြေတော့တဲ့အတွက်တချင်းတွေတော့နောက်ကိုကျွန်တော်ဆိုလို့မရပါဘူးနောက်ပိုင်း Facebook လေးပြန်အဆင်ပြေရဆိုရင်တော့ Facebook မှာလည်းကျွန်တော်လွှင့်နေတဲ့ခါကျရင်တော့အားလုံးတချင်းဆိုပြပေးပါမယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာအခုလာမဲ့10ရက်နေ့ကနေ14ရက်နေ့အတွင်းမှာနက်ခတ်ကပါဝါရဲ့အပူရဲ့အဲ့3မျိုးစလုံးကြဖို့ရာခိုင်နှုန်းအားရန်ကောင်းပါတယ်ကြဖို့ရာခိုင်နှုန်းအားရန်ကောင်းပါတယ်နှစ်ခုကတော့အနေဆုံးမဖြစ်မနေကြမယ်ကျွန်တော်တွေ့ထားတာ3ခုစလုံးကြဖို့ရှိတယ်เนาะအဲ့ဒါလေးကြိုက်တဲ့ຢာကိုကြိုက်တဲ့တက်လို့ရွေးချယ်ပြီးတော့ like ပါကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းပတ်တီးပေးပါတယ်ဒီတစ်ပတ်လည်းပတ်တီးသမားတွေကြိုက်လို့ရှိရင်ပတ်တီးဆော့လို့ရပါတယ်ကျွန်တော်ပြီးမဲ့ပတ်တီးကတော့တစ်ပတ်တီးပါเนาะအမျိုးเนาะအဲ့တော့မနက်ဖြန်ကအတွက်ကျွန်တော်တစ်ခွက်ကောင်းလေးပြပေးမယ်ဒီတစ်ပတ်မှာတစ်ပတ်လုံးစာမှာကျွန်တော်အကြိုက်ဆုံး like တီးတွေကတစ်ပတ်တီးရှိတယ်ပတ်တီးဆိုလို့ရှိရင်နောက်ပြီးအပူပါဝါနက်ခတ်ပေါ့เนาะ3မျိုးစလုံးကြိုက်ပါတယ်အဲ့ကောင်လာဖို့ရာခိုင်နှုန်းများတယ်တွေ့ထားတဲ့အထောက်တွေလည်းများတယ်ကျွန်တော်2014ခုနှစ်ကနေပြီးတော့အခု2025အထိကိုကလင်ဒါပြန်ချုပ်ပြီးကြည့်ထားပါတယ်เนาะအဲ့ဒီမှာရွေးကွက်တွေလည်းရှိတယ်ဗျာကျွန်တော်အကြိုက်ဆုံးຢာလေးလည်းရှိတယ်အဲ့တော့အဖွဲ့ရှိရတဲ့အတွက်ကျွန်တော်အားလေးမှာတော့အဖွဲ့မှာတော့ကျွန်တော်အားလုံးပြောပြပါတယ်။နောက်တစ်ပတ်စာအဖွဲ့ဝင်ကြီးနေဆိုလဲကျွန်တော်ဆက်သွယ်လို့ရပါတယ်။နော်တစ်ပတ်စာအဖွဲ့ဝင်ကြီးလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကဒီ YouTube ရဲ့ profile မှာလည်းတင်ထားပါတယ်။ဒါကျွန်တော်မူရင်းဖုန်းမှာနော် Telegram ကနေဆက်သွယ်လို့ရတယ် Viber ကနေဆက်သွယ်လို့ရပါတယ်။နော်အဲ့တော့အခုကျွန်တော်မနက်ဖြန်ကမှာ site ကြလေးကျွန်တော် calendar site လေးပြပေးမယ်ပေါ့နော်။ကျွန်တော်ကဆွေးနွေးနေတော့တခုပဲ Telegram group ကိုဘာကြောင့် join ခိုင်းလဲဆိုလို့ရှိရင်ကျွန်တော်အနီးကကြိုက်တာရှိလို့ရှိရင်ကျွန်တော် Telegram မှာပဲကျွန်တော်ကပြောလိရှိတယ်ပေါ့နော်အဲဒါကြောင့်အနီးကကျွန်တော်ဘာကြိုက်တယ် Telegram မှာပဲကျွန်တော်ပြောပါတယ်နော်အဲဒါကြောင့်လို့ပါ Telegram group လေးကိုဝင်ရောက် join လို့ရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်တင်ထားပါတယ်အဲ့ဖုန်းနံပါတ်ကို Telegram မှာ share လိုက်လို့ရှိရင် profile ထဲမှာကျွန်တော် profile ရဲ့ bio မှာ link တင်ပေးထားပါတယ်အဲ့ link ကနေဝင်ရောက် join လို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်မနက်ဖြန်အတွက်တစ်ခါကောင်းလေးပြလိုက်မယ်နော်တစ်ပတ်စာ live ဒီနေ့တော့တစ်ပတ်တီးရှိတယ်အပူနက်ခတ်ပါဝါပေါ့နော်အဲ့3မျိုးကြိုက်တဲ့အရာကိုလိုက်လို့ရတယ်เนาะတစ်ပတ်တီးလိုက်လို့ရတယ်เนาะတစ်ပတ်တီးကျွန်တော်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအပူရဲ့ဘူပရိတ်ကနက်ခတ်ကထွက်တယ်ဘာကြောင့်မလို့ကျွန်တော်တောက်ကြနေမှာ35လို့ကြိုက်တာလဲလို့ကျွန်တော်ပြောပြမယ်เนาะဒီမှာအပူရဲ့ဘူပရိတ်ကထွက်ပူရင်တောက်ကြမှာနက်ခတ်နဲ့ပိတ်တယ်ဒီမှာအပူရဲ့ဘူပရိတ်ကထွက်ပူရင်တောက်ကြမှာနက်ခတ်နဲ့ပိတ်တယ်ဒီမှာအပူရဲ့ဘူပရိတ်ကထွက်ထားတယ်တောက်ကြမှာနက်ခတ်နဲ့ပိတ်မယ်ဆိုပြီးကျွန်တော်ကအဲ့နေရ934အထိရယ်နောက်ပြီးကျွန်တော်ရဲ့မွေးကနဲ့3530ပါနေတာဖြစ်တဲ့အတွက်ကျွန်တော်35တစ်ခွက်ကောင်းယူလိုက်တာပါเนาะဒီမှာနက်ခတ်အပိတ်နဲ့ပေါ့နော်အဲ့တော့ဘူပရိတ်အပူပရိနက်ခတ်ပေါ့နော်အဲ့လိုကြာပြီးသွားပြီဆိုတာနဲ့နောက်တစ်ပတ်တနင်္လာနေ့မှာထွက်မဲ့ကနက်3.3ဆိုရယ်ကနက်သူ့ရဲ့တပင်း2ပင်း3ပင်း4ပင်း5ပင်းမြောက်မှာဒီမှာ30လို့ထွက်ထားတာအဲ့30ကလည်းသူ့ရဲ့အပေါ်တပင်း2ပင်း3ပင်း4ပင်းမှာရှိတဲ့ကနန်းတွေကအတူညီတဲ့ကနန်းပဲပြန်ရိုက်တာဒီမှာ30ကို30လို့ရိုက်ထားတယ်ဒီမှာ50မထွက်ဘူး16မထွက်ထားဘူး51မထွက်ထားဘူး9မထွက်ထားဘူးဒီဘက်မှာပေါ့နော်3ခွန်ဒီဘက်မှာမထွက်ထားဘူး61ဒီဘက်မှာမထွက်ထားဘူး3.3ဒီတစ်ဘက်မှာမထွက်ထားဘူး64ဒီတစ်ဘက်မှာမထွက်ထားဘူး69ဒီမှာမထွက်ထားဘူး30တကွက်ထဲပဲတူညီစွာရှိနေတာပေါ့နော်အဲ့တူညီစွာရှိရဲ့30ကသူ့ရဲ့ဒီ5ဘက်မြောက်တိုင်းလာနေမှာ3.3လို့ပြန်ရိုက်တယ်အဲ့လိုပဲကျွန်တော်တို့ဒီမှာကြည့်လိုက်အပူရဲ့ဘူပရိတ်က
နက်ခက်ကကြာထားတယ်တောက်ကြနေမနေ့မှာခွန်ရှိလို့ထွက်တယ်သူ့ရဲ့ဘေးကိုရေးမယ်တပင်2ပင်3ပင်4ပင်5ပင်မြောက်မှာဒါတော့ကျွန်တော်ရှာထားပြီးတော့ဝိုင်းထားတယ်နော်8ခွန်လို့ထွက်တယ်အဲ့8ခွန်ကသူ့ရဲ့အပေါ်တပင်2ပင်3ပင်4ပင်မြောက်မှာခွန်ရှိလို့ထွက်ထားတယ်တူညီတဲ့ကဏ္ဍတစ်ခွက်တည်းကိုပဲကျွန်တော်ပြောတာနော်4နှစ်ဒီမှာကျွန်တော်တို့မထွက်ထားဘူးနော်ပြန်တိုက်ယူလို့ရ3ရှိဒီမှာမထွက်ဘူးနော်1ခွန်ကျွန်တော်တို့ဒီမှာမထွက်ထားဘူး1 5မထွက်ထားဘူးခွန်6ဒီမှာမထွက်ထားဘူးပေါ့နော်5 6ပဲထွက်ထားတယ်3 5ဒီမှာမထွက်ထားဘူး4 4ဒီမှာမထွက်ထားဘူး4 4ပြန်ကြမထွက်ထားဘူးဒီမှာ1 3ဒီမှာမထွက်ထားဘူးခွန်8ခွန်တစ်ခွက်ပဲထွက်ထားတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ8ခွန်လို့ခွန်8လို့ပြန်ရိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာမနက်ဖက်ငါမှာမနက်တလင်းလာနေမနက်မှာကရင်နာ site ပဲကျွန်တော်ရှာထားတယ်လက်တော့ site ကတော့ကျွန်တော်အင်္ဂါနေ့မှာတော့ကျွန်တော်ရှာမှာပေါ့နော်တလင်းလာနေအဖွင့်စည်းကကျွန်တော်ကရင်နာ site ကြလေးပဲစော့မယ်နော်လက်တော့ site ကကျွန်တော်ဖမ်းတာအဆင်မပြေသေးဘူးပေါ့နော်တလင်းလာနေဈေးကွက်ကိုကြည့်ပြီးတော့မှပဲကျွန်တော်အင်္ဂါနေ့ကျမှလက်တော့ site လေးပါမယ်နော်ဒီနေ့ရောက်အင်္ဂါတလင်းလာနေဖြစ်တဲ့အတွက်ကျွန်တော်ကရင်နာ site ကိုပဲကျွန်တော်အားပြုထားတယ်နော်တစ်ကဲအပူးရယ်ဘူပရိတ်ကနက်ခက်ကကြာတယ်သူ့ရဲ့ဘေး1ပင်2ပင်3ပင်4ပင်5ပင်ပြောနော်sorry သူဒီမှာကနော်တစ်ကဲဘူပရိတ်ကနက်ခက်ကကြာတယ်ဒီကရေးရမှာနော်ထွက်မှန်ဟာတလင်းလာနေရဒီမှာပေါ့နော်ဒီကွက်မှာထွက်မှာဒီကွက်မှာထွက်မှာကျွန်တော်ဒီမှာကလင်နာဆက်မဆွဲတော့ဒီဟာအောက်ကအစ်စ်ကိုဆွဲထားလို့နော်အဟောင်းနဲ့ကျွန်တော်ပြနေအဲ့တော့ဒီကနေ1ပင်2ပင်3ပင်4ပင်5ပင်ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်သူ့ရဲ့အပေါ်ဒါ5ပင်မြောက်လို့မှတ်လိုက်ပေါ့ဗျာနော်5ပင်မြောက်ကျွန်တော်တို့သူ့ရဲ့အပေါ်ကိုရေးမယ်1ပင်2ပင်3ပင်4ပင်မှာဟုတ်ပြီကျွန်တော်တို့ကြည့်လိုက်မယ်ဒီမှာ4 9 8 8လို့ထွက်ထားတယ်ဒီပတ်ထဲမှာကြည့်လိုက်ကျွန်တော်8 8လည်းမထွက်ဘူး4 9လည်းမထွက်ဘူးခွန်3 20ဒီမှာခွန်3 20မထွက်ဘူးเนาะခွန်9ခွန်8ပဲထွက်ထားတယ်เนาะ30ထွက်ထားတယ်90ထွက်ထားတယ်20မထွက်ဘူး50ဒီမှာမထွက်ဘူး5 4ထွက်ထားတယ်5ခွန်ထွက်ထားတယ်ကျွန်တော်3 5မထွက်ဘူး5 4 5ခွန်ထွက်ထားတယ်6 3ဒီမှာမထွက်ထားဘူး8 3မထွက်ထားတယ်3 4ဒီမှာမထွက်ထားဘူး4 8ပဲထွက်ထားတယ်8 5ဒီမှာမထွက်ထားဘူးကျွန်တော်ကြည့်လိုက်เนาะမထွက်ထားဘူးခွန်5ကျွန်တော်ဒီမှာ5ခွန်လို့ရိုက်ထားတယ်ဒီကခွန်9ကိုဒီမှာ5ခွန်လို့ရိုက်ထားတော့ကျွန်တော်တို့ဒီမှာခွန်9တစ်ခွက်ကိုကျွန်တော်တို့ကရိုက်မယ်ခွန်9 R ပေါ့เนาะဒဲ R ထိုးရမှာเนาะခွန်9 R တစ်ခွက်ရိုက်မယ်ဒီမှာเนาะခွန်9 R တစ်ခွက်ရိုက်မယ်ဒါတစ်ခွက်ပေါ့เนาะနောက်ထပ်တစ်ခွက်အနေနဲ့ကျွန်တော်ပြချင်တာကကျွန်တော်ဒီမှာနောက်ထပ်တစ်ခွက်ကကျွန်တော်ခွန်8ပြန်เนาะခွန်8 site ကခဏလေးเนาะဆိုင်ဆွဲကြရအောင်ဘယ်ပြောင်းတလင်းလာနဲ့ဗိုလ်တဟူးနဲ့ကိုကျွန်တော်တို့အပူးကြလို့ပေါ့နော်အပူးကြလို့ဒီမှာ86လို့ထွက်တယ်အဲ့86ကသူ့ရဲ့ဒီအပင်တောင်းကပေါ့နော်86ကိုဒီမှာ86ဒီတန်းညနေပဲထွက်ထားတဲ့86ကိုဒီမှာ86လို့ရိုက်ပြီးတော့မှဒီမှာ86လို့ရိုက်တာကျွန်တော်တို့ဒီမှာကြည့်လိုက်ဒီမှာအပူးရဲ့နက်ခက်ကရိုက်ထားတယ်သူ့ရဲ့ဒီအောက်တပင်းကျော်နေပေါ့နော်တပင်းကျော်ဇောင်းပေါ့နော်ဇောင်းမှာကျွန်တော်ဒီအပင်ရဲ့တပင်းကျော်မှာပေါ့နော်ကျွန်တော်တို့မှာခွန်8လို့ထွက်ထားတယ်မနက်ပိုင်းမှာအဲ့ခွန်8ကဒီမှာညနေပိုင်းကထွက်ထားတဲ့ကဏ္ဍလေးကကျွန်တော်တို့ဒီမှာခွန်8လို့ထွက်တာနော်ခွန်8လို့ထွက်ထားတယ်အဲ့တော့ကျွန်တော် channel ကဏ္ဍလေးကြည့်လို့ရှိရင်ဒီမနက်ပိုင်းမှာဘာကဏ္ဍမှမထွက်တော့ဘူးဒီခွန်8လို့ထွက်တာမနက်ပိုင်းအပြန်မဆိုင်ဘူးနော်ညနေပိုင်းမှာ8ခွန်8လို့ရိုက်ထားတော့ကျွန်တော်ဒီမှာခွန်8အဲ့တော့ခုနကကျွန်တော်တို့အကွက်ထဲမှာလည်းခွန်8ခွန်ကပါနေတာဖြစ်တယ်နော်ဒီမှာပါနေရပေါ့နော်ဒီမှာခွန်8ခွန်ပါနေအဲ့တော့ကျွန်တော် main နှစ်ကွက်ကိုခွန်9ရယ်ခွန်8ရယ်နှစ်ကွက်ပြီးမယ်ပေါ့နော်ခွန်9ရယ်ခွန်8ရယ်နှစ်ကွက်ယူ channel ရောဒီထဲကနေထည့်ထိုးရမယ်နော်ဒီထဲကနေထည့်ထိုးတဲ့ကဏ္ဍလေးပေါ့နော်ကဏ္ဍ site ရကျွန်တော်အဲ့ရလေးတွေ့တာတယ်ကျန်တဲ့ဆော့ပေါ့နော်like ကတော့ကျွန်တော် subscribe ရ subscribe လေးနဲ့များမှာကျွန်တော်လွှင့်ပေးလို့ရမှာဗျာနော်အဲ့တော့ကျွန်တော်တို့တပတ်စာအတွင်းမှာတပတ်အတွင်းပေါ့နော်တပတ်အတွင်းကိုရေးလိုက်တပတ်စာပေါ့နော်တပတ်စာမှာကျွန်တော်တစ်ပတ်ဒီပေးထားပါတယ်တစ်ပတ်ဒီပေးထားတယ်အပူနက်ခတ်ပါဝါပေါ့နော်ကျိုင်းနေတဲ့တာကိုလိုက်ဆော့လို့ရတယ်ပေါ့နော်ကျိုင်းနေတဲ့တာကိုလိုက်ဆော့လို့ရတယ်အဲ့ကောင်လေးလာဖို့ရှိတယ်ပေါ့နော်အဲ့တော့မနက်ဖြန်ကမှာ12နာရီ10မိနစ်ပေါ့နော်နေကုံအချိန်လေးကိုတော့ကျွန်တော်ပြောပြမယ်နော်နေကုံမှာကျွန်တော်6-4အချိန်ရှိရနော်6-4အချိန်2ချိန်တော့ရှိရနော်အဲ့ဒါလက်ရွက်ဆိုင်မှာရောဟိုနေကလင်နာဆိုင်နဲ့တွေ့ထားတဲ့ဟာလေးရောအချိန်နဲ့2ချိန်တော့ရှိရ6-4အချိန်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာရထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော်တို့စီမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ main ပေါ့နော် main ကလင်နာကြားက9ခွန်ရယ်ခွန်8ကဒီကောင်လေးကိုအဒဲအားထိုးရမှာနော်
တဲ့အားဆိုဇာတူအားခိုင်းနိုင်ပေါ့နော်အားထိုးမှရမယ်ပြီးသွားရင်အရန်အနေနဲ့ကျွန်တော်တို့ကဘာရှိမလဲဆိုလို့ရှိရင်39 33 29 54 48 83နဲ့9ခွန်အဲ့တော့မနက်ဖြန်ကမှကျွန်တော်တို့ဝမ်းချင်းရဲ့6လေးဝမ်းချင်းဖြစ်တဲ့အတွက်ဒါလေးတွေတော့နည်းနည်းတတိထားပေါ့နော်ဒီကောင်လေးတွေကိုနည်းနည်းပို့ထိုးကြည့်ပေါ့နော်6လေးဝမ်းချင်းဖြစ်တဲ့အတွက်ဒီ6လေးနဲ့ညှိရဟာလေးတွေကိုဒုအနေလောက်နဲ့ထိုးကြည့်ပေါ့နော်ကျန်တာလေးတွေကိုရန်ကြည့်ပေါ့နော်မိန်းနှစ်ကွက်ကတော့ဒီနှစ်ကွက်ပေါ့နော်ဒီနှစ်ကွက်က9ခွန်နဲ့ခွန်8ကတော့မိန်းနှစ်ကွက်ပါ39ရဲ့29ရဲ့54ရဲ့48ရဲ့9ခွန်ရဲ့ဒါကတော့ကျွန်တော်တို့ကဒုအနေနဲ့ထိုးတင်တဲ့ဒီ9ကွက်ကပေါ့နော်ဒီ9ကွက်ကတော့ဒုအနေနဲ့ထိုးတင်တယ်အရန်ကတော့83နဲ့33ကိုရန်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်က003920ပေါ့နော်Telegram group ကိုမတိလို့မ join တတ်ဘူးဆိုလို့ရှိရင်ဒီဖုန်းနံပါတ်ကိုအမားတို့ကိုလိုဦးလေးတို့နော် contact ထဲမှာမှတ်လိုက်မှတ်ပြီးသွားပြီဆိုရင် Telegram မှာသွား share လိုက်ဥမာကျွန်တော်နာမည်ကို Joker လို့မှတ်လိုက်ဗျာ Joker 2D လို့မှတ်လိုက်ဥမာ Joker 2D လို့မှတ်လိုက်ဒီဖုန်းနံပါတ်ကိုမှတ်ပြီးသွားပြီဆိုတာနဲ့ Telegram ကိုဖွင့်လိုက် Telegram ရဲ့အပေါ်ထဲမှာလည်းအဲ Joker 2D လို့ပဲရိုက်လိုက်လို့ရှိရင်အကောင့်ထွက်လာလိမ့်မယ်အဲ့အကောင့်ရဲ့ profile ကိုနှိပ်လိုက်လို့ရှိရင်ဂီတာပုံလေးနဲ့ပေါ့နော်အဲ့မှာ bio မှာ link အပြာရောင်စာတန်းလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ထားနဲ့ Telegram free group တွေကိုရောက်တယ်မရောက်လို့ရှိရင်လည်း Viber မှာတော့လောကောင်း Telegram မှာတော့လောကောင်းဒီဖုန်းနံပါတ်ကိုနဲ့ကျွန်တော်လာတောင်း free group လေးဝင် join ချင်လို့ပါလို့ပြောလိုက်ကျွန်တော်အဲ့ဒါ link ပို့ပေးမယ်ပေါ့နော်မ join တက်လို့ရှိရင်ပြောနော်ကိုယ့်အကူ join လို့ရရင်လည်း join ပေးပါလို့ဆိုချင်မှာပြောချင်ပါတယ်လုံးဝမလုပ်တတ်ဘူးမ join တက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် Viber တော့လောကောင်း Telegram တော့လောကောင်းကနေပြီးလာတောင်းပါနော်ကျွန်တော်link ပေးပို့ပေးပါမယ်ပေါ့နော်ကျွန်တော်အနီးကပ်တွေကပေးတာကဘယ်အချိန်တွေပေးလဲဆိုတော့မနက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်7နာရီနော်7နာရီမှာပေးတယ်ညနေပိုင်းဆိုရင်မီးရတယ်ကွာလာလိုက်ပြက်လိုက်ကိုဖြစ်နေတာ3နာရီမှာပေးတယ်နော်ထိုးချိန်မိရသူပဲပေးရပါကျွန်တော် Telegram ကတော့အများဆုံးပေးတယ်ပေါ့နော် Viber မှာပေးပြဘူးเนาะအဲ့ဒါလေးတစ်ချက်ပြောချင်တာပါအဲ့တော့ကျွန်တော်မနက်တပတ်စာတွေရောဟိုနေ့နေရောဒီမှာပေါ့နော်နည်းနည်းမြင့်လိုက်သူကြည့်ရတာမမြင်ပါဆိုလို့เนาะဒါတော့တပတ်စာပေါ့နော်တစ်ပတ်ဒီပေးထားပါတယ်အဘူးနခတ်ပေါကကြိုက်တဲ့ရန်နေတဲ့ရောလိုက်ပေါ့နော်ကျွန်တော်ပြောတာနော်ကြိုက်နေတဲ့ရောလိုက်ဆိုပါအဲ့ကောင်လာဖို့ရှိပါတယ်နော်မနေ့ကနေကုန်မှာတော့6လေးဝန်းချင်းရှိတယ်ဒဲတွေ့ထားတာကတော့ကျွန်တော်ကလန်ဒါဆိုင်မှာအာထိုးရမှာနော်ဒဲအာထိုးမှာ9ခွန်ဆိုလဲအာ1000ဆိုအာ1000အာ2000 2000ဆို2000ထိုးရမှာနော်ခွန်ရှိလဲဒီလိုပဲဒဲအာထိုးမှာရမယ်နော်ဒီနှစ်ကွက်ကတော့မေးဒူးအနေနဲ့ထိုးကြည့်နော်39 29 54 48 9ခွန်ဒါလေးတွေကိုဒူးအနေနဲ့ထိုးကြည့်နော်အရန်ကတော့33နဲ့83ပေါ့နော်အဲ့တော့ကြိုက်ဖြစ်တဲ့ကဏ္ဍကိုတင်ထိုးလို့ရတယ်ကိုဒီမှာတွေ့တဲ့ကဏ္ဍရှိလို့ရှိရင်လည်းကျန်တဲ့ကဏ္ဍကိုပြောတော့အစားနေဖြစ်တဲ့အတွက်ပပပဲဆော့ပေါ့နော်ဒုရပြီဆိုမှလိုက်ရိုက်အဲ့လိုမျိုးလေးပဲဖြစ်နေချင်ပါတယ်အဲ့တော့အားလုံးပဲကံကောင်းကြီးများစွာပိုင်ဆိုင်နိုင်ကြပါစေเนาะကျွန်တော် Telegram channel ကို join ကြည့်တော့ဒီဖုန်းနံပါတ်နဲ့လာရောက်ပြောဆိုပြီးတော့ join လုပ်ရပါတယ်အဲ့လိုမှမဟုတ်ဘူးကိုယ့်ကိုယ်လေးနည်းနည်းပါကြိုးစားပြီးတော့ရှာကြည့်ပါရှာကြည့်နေချင်ပါတယ်ရှာလို့လုံးဝမသိဘူးမတွေ့ဘူးဆိုမှဒီဖုန်းနံပါတ်ကို Viber ကတော့လောကောင်း Telegram ကတော့လောကောင်းလာရောက်ပြီးတော့ကျွန်တော်စီရင်နေမေးမြန်းပြီးယူနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်